တဲ့ထကွဲမှလည်းမချောက်တော့ပါဒါပါကြောင့်လဲဆိုရင်နေမချစ်ခဲ့ဘူးတဲ့ချစ်လို့နောက်ထပ်ရှိမသေးဒါပေမဲ့ကွာအတူတူပြန်ချစ်ဖို့လည်းပါမင်းနဲ့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 အနီးဖို့ထိုင်ကုန်ငယ်လေးတစ်ခုသိမ်းထားတယ်မင်းတို့ကြောင့်ချောလို့အိမ်လေးနဲ့တရားဆုံးအမတ်တရားများသည်နဲ့ကျေရီခေါင်းထားတဲ့ပလေးတစ်လုံးရဲ့တရားရီလေးတော့ကြားတယ်ပဲအတူတည်းချမ်းပိုင်းလေးသိမ်းထားတယ်ဆုံးနိုင်တရားကောင်းမရှိတော့အမတ်တရားတစ်ခု